အားလုံးမင်္ဂလာပါနော်ခုတစ်ခါဗီဒီယိုမှာတော့ဒီညနေပိုင်း9 ပိတ်ကြလို့ရှိရင်ကျွန်တော်တို့ကဆရာလေးပြင်းရမှုပါညနေပိုင်း9 ပိတ်ကြပြီဆိုလို့ရှိရင်ကျွန်တော်တို့က1649ကထိပ်ပါနေခွန်ငါ3ညကဘရိတ်ပါနော်နေခွန်ငါ3ည1649ထိပ်နေခွန်ငါ3ညဘရိတ်သူက2ရက်အတွင်းတွဲပြီးတော့ဆန်းတာလည်းရှိတယ်တွဲပြီးတော့ဆန်းတာကတော့ကြာတယ်နော်တွဲပြီးဆန်းတာကတစ်ခါတလေကြာတတ်တယ်အဲ့တော့2ရက်အတွင်းဒါမှမဟုတ်လွန်ရောကျွံရော3ရက်အတွင်းလောက်မှန်းမယ်ဆိုလို့ရှိရင်ထိတ်လေ3ရက်အတွင်းလောက်အလားများတယ်ဘရိတ်လေ3ရက်အတွင်းလောက်အလားများတယ်ပေါ့နော်ဒါကတော့ချိန်ပြီးတော့ကစားရမှာပေါ့ချိန်ပြီးတော့ယူရမှာပေါ့ဒါပေမဲ့တွဲပြီးတော့လာတယ်ဒါပေမဲ့ကြားတယ်နော်တွဲပြီးလာတတ်တယ်တခါတလေကြားတတ်ပါတယ်အဲဒါကြောင့်မို့လို့ဒါကတော့ညနေပိုင်း9အပိတ်ကြတိုင်းပေါ့နော်ဒီမှာ19ညနေပိုင်း9အပိတ်ကြတယ်1649ထိတ်နေခွန်93ညဘရိတ်ဆိုတဲ့အခါကျတော့ဒီမှာ14လို့ကြားတယ်ဟုတ်ပြီနော်နောက်တစ်ခါဒီမှာ9ပိတ်ကြတယ်1649ထိတ်နေခွန်93ညဘရိတ်ဆိုတဲ့အခါကျတော့ဒီမှာ2ရက်အတွင်းဆိုလို့ရှိရင်နေခွန်93ညဘရိတ်နေရှိကြတယ်1649ထိတ်ဆိုလို့ရှိရင်3ရက်အတွင်း6ထိတ်ကြတယ်သူ့ရဲ့နည်းနည်းကြော်တော့တာဒီမှာ16ဆိုပြီးတော့တွဲရက်လာတယ်နော်16ဆိုပြီးတော့တွဲရက်လာတယ်အဲ့လိုမျိုးလေးတစ်ခါတလေကြားလို့ရှိရင်အဲ့လိုမျိုးလေးရှိပါတယ်တွဲပြီးတော့လဲလာတယ်ဒါမှမဟုတ်3ရက်အတွင်းသေးကြတာဒီထိတ်လဲလာမယ်ဘရိတ်လဲလာမယ်ဒါဆိုလို့ရှိရင်တော့ချိန်ကစားလို့ရပြီနော်ချိန်ကစားလို့ရပြီဟုတ်ပြီအဲ့ဒါဆိုရင်ကျန်တဲ့နေရာလေးတွေသွားစစ်ကြည့်မယ်ဆိုလို့ရှိရင်ဘာတွေချိန်မလဲကိုဒီမှာ3-9လို့ကြား9နောက်ပိတ်ကြတယ်ညနေပိုင်းအဲ့တော့1649ထိတ်တင်ငါဆိုပြီးတော့တစ်ထိတ်လာတယ်2ခွန်93ညဘရိတ်နေဘရိတ်လာတယ်9ခွန်လို့နောက်တစ်ခါပေါ်နာနေရကိုနောက်ပိတ်ကြတယ်1649ထိတ်ဆိုတဲ့အခါကျတော့1649တဲ့1နဲ့3 4ရက်မြောက်မှလာတယ်လွန်ရောကျွံရောပေါ့နော်ဒါကတော့နေခွန်93ညဘရိတ်ခွန်ဘရိတ်လာတယ်ဒီမှာ2ရက်အတွင်းဒီမှာခွန်ကိုနောက်ပိတ်ကြတယ်1649ထိတ်4ထိတ်လာတယ်နေခွန်93ညဘရိတ်ဒီမှာပဲလာတယ်လို့ထားကြပါစို့နော်2-5လို့လာတယ်ပဲထားကြပါစို့မူကိုကြတော့မူအတိုင်းလေးပဲသဘောထားပေါ့နော်တခါတလေကြားတတ်ပါတယ်ဒီ2ရက်အတွင်းဆိုတာဒီလွန်ရောကျွံရော4ရက်အတွင်းပေါ့နော်လွန်ရောကျွံရောအလွန်ဆုံးလို့ပြောလို့ရတယ်4ရက်အတွင်းဆိုတာအလွန်ဆုံးလို့ပြောလို့ရတယ်ဆိုတော့တွဲရက်လာတာဒီကနည်းနည်းကြားတတ်တဲ့သဘောလေးရှိပါတယ်အဲ့တော့9နောက်ပိတ်ကြတယ်19လို့1649ထိတ်လာတယ်ဒီမှာ1ထိတ်ဒီမှာနေခွန်93ညဘရိတ်ဆိုတဲ့အခါကျတော့ထိတ်ရောဘရိတ်ရောသူပြီးလာတယ်2ရက်အတွင်းဒီမှာခွန်ကိုနောက်ပိတ်ကြတယ်1649ထိတ်4ဘရိတ်4ထိတ်လာတယ်နေခွန်93ညဘရိတ်တွဲပြီးတော့လာတယ်43ဆိုပြီးတော့เนาะနောက်တစ်ခါဒီမှာ3ည1649ထိတ်ဆိုတော့1649ထိတ်နေခွန်93ညဘရိတ်တွဲရက်ကြတယ်နောက်နေ့ကိုဒီမှာ3ညကိုနောက်ပိတ်ကြတယ်1649ထိတ်နေခွန်93ညဘရိတ်တွဲရက်ကြတယ်ထိတ်ဘရိတ်ပြီးနောက်တစ်ခါဒီမှာအပိတ်ကြတယ်1649ထိတ်နေခွန်93ညဘရိတ်ဆိုတဲ့အခါကျတော့တွဲရက်ကြတယ်တစ်ဘူးလို့နောက်တစ်ခါဒီမှာကိုနောက်ပိတ်ကြတယ်ညနေကို1649ထိတ်4ထိတ်ကြတယ်4ထိတ်ကြတယ်
နှစ်ခွန်9 3 break နှစ်ခွန်9 3 break ဒီမှာနည်းနည်းကြာတော့1ရက်2ရက်3ရက်4ရက်5ရက်မြောက်မှ9 3 break လာနော်အဲ့လိုလေးတွေရှိပါတယ်ဒီမှာ1 9 9 ပေးကြတယ်1 6 4 9ထိတ်4ထိတ်ကြတယ်နှစ်ခွန်9 3 break ဒီမှာထိတ်ရော break ရောတွဲရက်ကြပါဒါကဆယ်လီပင်ညရဲ့ညနေပိုင်း9ပိတ်ကြတိုင်း1 6 4 9ထိတ်နှစ်ခွန်9 3 break ဖြစ်ပါတယ်နော်1 6 4 9ထိတ်နှစ်ခွန်9 3 break ရှိဖြစ်ပါတယ်ကိုပိတ်ညနေခင်းကိုပိတ်မနက်ခင်းကိုပိတ်တစ်ခါတည်းသွားမလားနောက်တစ်ခါမှတင်ရမလားမသိဘူးရင်း channel မှာတော့ကျွန်တော်တင်ထားပြီးသားထင်တယ်မနက်ခင်းကိုပိတ်ရညနေပိုင်းမနက်ခင်းကိုပိတ်6ပိတ်ကြတိုင်းတင်ထားပြီးသားထင်တယ်ရင်း channel ပြန်ယူဖို့လည်းပြန်လောက်အောင်မှာပေါ့လေနော်ဒီတစ်ပတ်ကတော့main ခွက်မမီဘူးကျွန်တော်တို့မမီဘူးဆိုတာကသိတဲ့အတိုင်းပေါ့နော်ခွန်ကိုလို့ပြန်ကြလိုက်တယ်တောက်ကြညနေကိုကျွန်တော်ကခွန်နှစ်ဆိုပြီးတော့ main တစ်ခွက်ထပ်ပေးတယ်ခွန်နှစ်ဆိုတော့ main တစ်ခွက်ထပ်ပေးတာဒီတစ်ပတ်မှာဒီဘယ်လိုလုံးမိုင်ကင်ပြီးတော့ပေါ့နော်လုံးမိုင်ကင်ပြီးတော့လွဲခဲရတာဒီအနည်းဆုံးတော့4ချိန်လောက်ရှိမယ်8ချိန်ပဲထွက်တာမှာအနည်းဆုံးတော့4ချိန်လောက်ပဲရှိမယ်လုံးမိုင်ကင်ပြီးတော့လွဲတာပေါ့နော်တို့ကိုနစ်တို့လုံးမိုင်ကင်ပြီးမဲ့လုံးမိုင်ကင်ပြီးမဲ့ break တူတွေကြတယ်ပြီးတော့dead ပြန်ကြတွေကြတယ်83 tip break တူတွေကြတယ်ခွန်ကိုတနင်္လာမနက်မှာထွက်တဲ့ခွန်ကိုကတောက်ကြညနေမှာလည်းပဲခွန်ကိုလို့ပြန်ကြတဲ့အခါကျတော့လုံးမိုင်ကင်ပြီးတော့ကျွန်တော်ကဒီတစ်ပတ်တော့လွဲတယ်နော်ဒီတစ်ပတ်တော့လွဲတယ်တိုင်းမဲ့ရမှာမိမှာဘယ်လောက်ပြေးနိုင်မလဲဆိုတာပါပဲကျွန်တော်တို့ဒီမှာဒါလေးတခုတော့ဖြစ်တောင်းဖြစ်ခဲပေါ့နော်ဖြစ်တောင်းဖြစ်ခဲမနက်ထိတ်ညနေအပိတ်ပါဝါကြလို့ရှိရင်သူက9-3 ချင်းလာကိုလာရတာလွန်ရောကျော်ရော3ရက်2ရက်အတွင်းတော့တရားမှာ99ရာခိုင်နှုန်းလောက်လာတာများတယ်ပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက်ကတော့တော်တော်ကိုကြာသွားတယ်လို့9ရက်လောက်အထိ9-3 ချင်းကပြတ်သွားတယ်မလာချမပေးဘူးအဲ့လိုဖြစ်သွားတဲ့အခါကျတော့အဲ့ဒီမှာ9-3 ချင်းမလာတာလည်းပါတယ်အဲ့လုံးမိုင်းနေကင်ပြီးတော့ဟိုကလောက်တာကျွန်တော်တို့တခါတလေကျတော့မူနဲ့နေတိုင်းနဲ့ရောစားရတဲ့အခါမျိုးမှာဦးစားပေးရွေးရတဲ့အခါမျိုးတွေမှာကျတော့မူရွေးလိုက်ပြီဆိုလို့ရှိရင်နေတိုက်ကထွက်နေတိုက်ကိုရွေးလိုက်ပြီဆိုလို့ရှိရင်မူကထွက်အဲ့လိုဖြစ်ဒါမှမဟုတ်နောက်ပါကြလို့ရှိရင်တော့ကာမကျော်လောက်လာမှာပါနော်ကာမကျော်လောက်လာမှာပါဘယ်လောက်ထိမှသူတောင့်ပြီးတော့မခံနိုင်ပါဘူး9-3 ချင်းကအင်္ဂါမကျော်လာကိုလာအင်္ဂါမကျော်လာကိုလာမယ်လာရမှာတဲ့အဲ့တော့အခုဗီဒီယိုမှာပြောတာလေကျွန်တော်ကညနေပိုင်း9နောက်ပိတ်ကြသည့်အတွက်1649ထိတ်နှစ်ခွန်9-3 break ရှိပါတယ်2ရက်အတွင်းအင်္ဂါမကျော်လို့ပြောမယ်1649ထိတ်အနေနဲ့ရှိမယ်ပြီးတော့break အနေနဲ့ဆိုလို့ရှိရင်နှစ်ခွန်9-3 break ရှိမယ်เนาะဒါလေးပြောတာပါအခုဗီဒီယိုမှာတော့အခုဗီဒီယိုကဒီလောက်ဒီ16ညနေပိုင်း9ပိတ်ကြမူကိုပြောတာဖြစ်တော့ဒီလောက်ပဲပြောပါမယ်နောက်ဗီဒီယိုတွေမှာဒီတဲ့ပုံစံလေးဒီတဲ့ပို့ပြီးတော့ပေါ့နော်ဒီတဲ့ပို့ပြီးတော့ဒီတဲ့ပို့ပြီးတော့မဟုတ်ပါဘူးနောက်ဗီဒီယိုကြလို့ရှိရင်တော့နောက်တမူလာပါလိမ့်မယ်လို့ပြောချင်စကားတွေမှားလို့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အားလုံး
ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေအားလုံးအဆင်ပြေကြပါစေဗျာနော်